တယောက်ကသူ့ကိုအရန်ချစ်တဲ့မိန်းကလေးကိုဆုံးရှုံးလိုက်ပြီဆိုတာကိုသူမဟာအရင်ချစ်သူဖြစ်ပြီးပြန်တွေ့ဆုံပွဲမှာအခုတော့မင်္ဂလာဆောင်ပြီးသားဆိုတာကြေညာတဲ့အချိန်မှသာနားလည်လာခဲ့သည်အမှန်တော့3 ရက်တုန်းကပဲသူဟာသူ့ချစ်သူလန်နဲ့မင်္ဂလာဆောင်ဖို့ရှိနေခဲ့သည်အဲ့ဒီနေ့မှာလန်ရဲ့အမကမဟုတ်မမှန်ဇလန်းတစ်ခုပြောခဲ့သည်သူမကဖုန်းခေါ်ပြီးသူမနာမကျန်းဖြစ်နေပြီးတယောက်တည်းရှိနေသဖြင့်ကြည့်ရှုစောင့်ရှောက်ပေးမဲ့သူမရှိဘူးလို့ပြောခဲ့သည်အဲ့ဒါကြောင့်မစင်စားပဲယောက်ျားလေးကမင်္ဂလာဆောင်ပြီးမိန်းကလေးကိုထားခဲ့ပြီးဆေးရုံသို့အလင်းအမြန်သွားခဲ့သည်လန်ကသူ့စစ်ဆက်ထားသူကသူမကိုစွန့်ပစ်သွားတာကိုမြင်တဲ့အခါမင်္ဂလာပွဲကိုဖျက်သိမ်းရန်မရွေးချယ်နိုင်တော့ပဲဖြစ်သွားသည်ဧည့်သည်တွေကလည်းသူမကိုလှောင်ပြောင်စကားများပြောလာကြသည်တချို့ကသူမဟာမိသားစုအစစ်မရှိတဲ့မွေးစားကလေးတစ်ယောက်ပဲလို့ပြောကြပြီးတချို့ကလည်းသူမကိုမြည်သူမမင်္ဂလာမဆောင်ခြင်းဘူးလို့ပြောကြသည်ဒီစကားတွေကြားရတာနဲ့မိန်းကလေးရဲ့နှလုံးသားဟာပိုပြီးပျက်စီးသွားသည်အဲ့ဒီအချိန်မှာပဲယောက်ျားတစ်ယောက်သူမရှိမှပေါ်လာပြီးငါနဲ့မင်္ဂလာဆောင်မလားဒါမှမဟုတ်လူတွေကိုဆက်လက်လောင်ပြောင်းခွင့်ပေးနေမလားလို့ပြောခဲ့သည်အစမှာမိန်းကလေးကဒီဟာကိုဟာတာလို့ထင်ခဲ့ပေမဲ့ယောက်ျားကမင်္ဂလာကိစ္စလိုအရေးကြီးတဲ့အရာကိုမဟာသမပြောဘူးလို့ပြောတဲ့အခါသူမသဘောတူလိုက်သည်ဒါပေမဲ့အိမ်ကိုပြန်ရောက်တဲ့အခါသူမရဲ့မိခင်ကသူမကိုရိုက်နှက်ပြီးအိမ်ထဲကထုတ်ပစ်မယ်လို့ချိန်ချောက်ခဲ့သည်သူမရဲ့ဖခင်ကလည်းသူမဟာသူ့သမီးမဟုတ်ဘူးလို့ပြောခဲ့သည်အငင်းပွားမှုကြားမှာမိန်းကလေးကလှေကားပေါ်ကပြုတ်ကျသွားခဲ့သည်ထိုအချိန်မှာပဲအဲ့ဒီယောက်ျားတစ်ယောက်ထပ်မံပေါ်လာပြီးသူမရှိမှရက်နေခဲ့သည်သူကသူမမိသားစုကိုလန်ဟာအခုကစပြီးငါမိန်းမဖြစ်ပြီးသူမကိုလက်တင်မဲ့ဆိုရင်နောက်ဆက်တွဲအကျိုးဆက်တွေကိုမကြိုက်မယ်လို့ပြောခဲ့သည်ဒီစကားတွေကြားပြီးသူမမိသားစုကအံ့အားသင့်သွားကြသည်အဲ့ဒီယောက်ျားကအင်အားကြီးမိသားစုတစ်ခုရဲ့အမွေဆက်ခံသူဖြစ်တယ်ဆိုတာသိလိုက်တဲ့အခါသူတို့ရဲ့အပြုအမူကချက်ချင်းပြောင်းလဲသွားသည်မကြခင်ကပဲသူမကိုအိမ်ကထုတ်ပစ်ချင်ခဲ့သူတွေကယခုတော့သူမကိုမိသားစုထဲပြန်လည်လက်ခံချင်လာကြသည်ဒါပေမဲ့ယောက်ျားကတင်းကျပ်စွာလန်ဟာအခုကစပြီးငါမိန်းမပါယနေ့မှစပြီးငါအိမ်ဟာသူမအိမ်ပဲဖြစ်တယ်သူမကိုငါပဲစောင့်ရှောက်မယ်လို့ပြောခဲ့သည်နောက်